အားလုံးပဲမင်္ဂလာပါပတ်တရားမှာလုံးဝနာမည်ကြီးနင်ဂျာဘဘီကျူနဲ့မိတ်ဆက်ပေးမယ်မူကထဆိုင်မှာသူကသူ့ရဲ့ထူးခြားချက်ကဘာလဲဆိုရင်စီဖူကိုဒီပစုံပေါ့နော်လုံးဝအရှင်ရတာပေါ့ဘက်ကလည်း200ကျော်ပဲဆိုတော့အရန်ဟိုမှာတန်နေပါပြီအခုဆိုရင် admin တော့စားရချင်းဆိုရင်လူကနည်းနည်းရှင်းနေပေါ့နော်နောက်ကြတာလည်းပါတာပေါ့တိုးခိုက်သမားတွေဆိုရင်ဒီကိုပဲတရုတ်တွေဒီမှာလာစားကြမှာလို့အများကြီးပဲအဲ့ဒါကားတွေနဲ့လေဒီလားတိုးသမားတွေလာစားတာနိုင်ငံသားတွေများပါတယ်သူ့ရဲ့အစာအသောက်ကလေအရန်စုံနဲ့စိုင်းကျဲစိုင်းရကြီးနေတော့လေဟိုတပြန်းဒီတပြန်းထားတာတော့နည်းနည်းလေးတို့သာထင်ရပါမယ်သူပေးရတဲ့ဈေးနဲ့သူရတဲ့ quality နဲ့အရန်တက်နေလို့ admin ကထင်ပါတယ်အဲ့ဒီတော့ပတရားရောက်တဲ့အခါကျရင်ဈေးတက်တက်နဲ့မူကထစားချင်နေဆိုရင်ဒီဇိုင်းလေးကိုသွားပါလို့ admin ကညွှန်ပေးပါတယ်နော်ခယူတွေလည်းစုံတယ်ပစုံဆိုလည်းအရှင်ဒီမှာလိုက်ဖမ်းရတာပါဒါသူပစုံမချသေးတဲ့အချိန်မို့လို့ admin ရိုက်ထားတာလေအဲ့ဒါလေးကအဲ့လိုမျိုးနည်းနည်းနေတော့မဟုတ်ဘူးသူအများကြီးပဲချပေးတာဆိုတော့ admin တို့အခုစားတာကိုပဲကြည့်လိုက်ပါတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဘယ်လိုလေးမှတွေ့မယ်နော်